Hey ဒီနေ့ကတော့ချမ်းတို့အမြဲတမ်းသွားလည်နေကြဟဲဟိုးကငကမောက်ချန်ရှိတဲ့အန်တီတို့ဦးတို့အိမ်ကနေပြီးတော့ချမ်းတို့အတွက်မနက်စာအိမ်မှာရှမ်းခောက်ဆွဲလေးလောက်ကြွေးတယ်ပေါ့နော်အဲ့ချမ်းနေပြီးတော့အမှတ်တရဗီဒီယိုလေးရိုက်ခဲ့တာပေါ့နော်ကိုအိမ်ကဟာတွေပဲပေါ့ကြက်သားဆိုလဲကိုပေါ့ငိုပဲချက်တယ်ပေါ့နော်အကုန်လုံးအစအဆုံးအိမ်မှာပဲလုပ်ပြီးတော့စားတာကိုချမ်းအမှတ်တရအနေနဲ့ရိုက်ပြီးတော့တင်ထားတာပေါ့နော်တို့ဦးတို့ဘာတို့ကတော့အပြင်ကနေဝယ်တာပေါ့နော်တို့တုတ်တို့ဘာတို့ဟာတကယ်ရတာရှိရပေါ့နော်အစိတ်ရှိရှင်နဲ့ဥစွာလဲတေချာလေးလုပ်ပြီးတော့ကြွေးတယ်ပေါ့နော်တကယ်လဲစားလို့ကောင်းတယ်ကျေးဇူးလဲအရန်တင်ပါတယ်ဒါလေးကတော့အမှတ်တရချမ်းကနေပြီးတော့ဟိုဒီဟာဖိုတိုဒီမရိုက်ခင်ပေါ့နော်ဓာတ်ပုံမရိုက်ခင်မှာချမ်းစားခဲ့တဲ့ဟာလေးကိုအမှတ်တရလေးဗီဒီယိုရိုက်တင်တာပါနော်ဘာမှမဟုတ်ပါဘူးအမှတ်တရအနေနဲ့ပဲတင်တာပါနော်ကျေးဇူးတင်ပါတယ်นี่เธอเลยว่าไม่หยอก